Hello everyone 大家好ဒီနေ့မှာတော့ coffee ကောင်းကောင်းလေးရှိရယ် matcha ကောင်းကောင်းလေးလည်းမတောက်လို့ရရယ်ဆိုင်လေးဒီဇိုင်းကြောင်းပြောပြချင်လို့ပါဒီဆိုင်လေးထဲမှာက postcard လှလှလေးတွေအများကြီးပဲရှိပါတယ်နောက်ပြီးတော့ artist တွေရဲ့လက်ရာ craft လေးတွေသူတို့ကိုယ်တိုင် design ဆွဲထားတဲ့ stickers လှလှလေးတွေလည်းတွေ့ရပါတယ်ဒီဆိုင်ထဲမှာရှိတဲ့များပစ္စည်းလေးတွေအားလုံးကလေလိုချင်စရာလေးတွေကြီးပဲအမှုပညာကိုတကယ်ခန်းစားတတ်တဲ့သူတွေဆိုလို့ရှိရင်ဒီဆိုင်လေးတွေကိုဝင်သွားပြီးသွားလို့ရှိရင်ပြန်ထွက်ချင်မှာမဟုတ်တော့ဆိုင်နာမည်က Basque Project ပါထုံးလော် BTS Station နာကပါဆိုင်ရနှစ်ထပ်ရှိရာဆိုအပေါ်ထပ်မှာပါရရှိလေသွားကြည့်ကြမယ်နော်နေရန်ပေါ်မှာလည်းပချီကားလှလှလေးတွေကိုမြင်နိုင်ပါတယ်စောက်တွေလည်းထားပေးထားတယ် second hand လေးရောင်းတာလည်းတွေ့ပါတယ်ဒီနေရာလေးမှာဆိုလည်းအေးစစ်စစ်အလုပ်ထိုင်လုပ်နေလို့ရပါတယ်ဒီဆိုင်လေးကချစ်စရာကောင်းပြီးတော့အစုံလေးရတဲ့ဆိုင်လေးမို့လို့တစ်ခါတော့သွားလေကြည့်နော်